Okay, then the Burmese game best of 3 game number 3 ဟိအောင်လာလာပပလေးကိုနိုင်ပြပါခုနလိုင်းလည်းကြာလာလည်းပါမှာဟိုဘက်ကလိုင်းလည်းကြာဒီဘက်ကလည်းပြန်ပြီးဟိုလုပ်ပေးပါလေရက်ပေးပါရောကြာတော့ Raspa ဘမ်းမယ်လားရောကြာတော့ဒီဂီ Raspa ဘမ်းဒီဂီ Raspa တက်ဘမ်းလာရောဘလက်ရင်းဘမ်းလိုက်တော့အဲ့ဒါဆိုရင်တော့ဟာလို့ကဲဘလက်ရင်းနဲ့ဟိုကောင်နှစ်ကောင်နဲ့တကောင်ဘမ်းမှာတော့လူနော့ပဲဘမ်းမှာကဲဒီဘက်ကဂလူးပဲဘမ်းမလားမသိဘူးဂလူးကြီးကြောက်တယ်ဒီကောင်လေးဘက်ကဂလူးကြောက်တယ်လက်ပူကြီး Raspa ဘမ်းသွားရင်တော့လှပြီRaspa ဘမ်းလေးဘမ်းမလားနနာကြီးကောက်ဘမ်းမလိုက်ဂလူးရီဆန်းရှင်းလို့တယ်အောင်ရင်ရီဆန်းရှင်းယူပါပြီရီဆန်းရှင်းကဲ we don't talk anymore နဲ့ blue sea ကဘာလေးတွေပစ်မလဲပေါ့နော်ဘာလေးတွေ first pit နဲ့ second pit လေးတွေပစ်မလဲကဲ Roma လေးနဲ့ offlane လေးပဲထုတ်မလား last pit လေးကိုမသမန်းလေးပစ်ပြီးတော့ပေါ့နော် Roma လေးနဲ့ Minotaur H ball ဟုတ်တယ်ရောင်ရေး Zodiac စ E-Sport နဲ့စော့သွားတယ် Hero ကနှစ်ကောင်ထုတ်လာစိုးလို့ပြောလို့ရတယ်ရောဂျာလည်းဘန်းသွားတော့ we don't know anymore တော့က hero ကမရှိဘူးနှစ်တန်းမှလွတ်တာရဟုတ်တယ်ခုမှတွေ့တယ်နှစ်တန်းမှလွတ်နေတာနာကောင်းနေနာပဲပြ Do you want to make friends with Nana? Your team is picking. ကဲတပ်ပစ်မလေးပစ်မလဲချက်ကြည့်ရမယ်ကိုရဲဒီရောင်ဒီကမင်းတို့ပစ် Let's go. အဲ့ဒါလွတ်နေဟုတ်တာပဲရောအဲ့ဒါပစ်သွားပြီရောတော့အဲ့ဒါပစ်ချသွားရိုင်းမဒီဘက်ရီဆန်ရှင်းနဲ့ဟိုကောင်ရပါနဲ့တန်းရတယ် offline ကို level နော် level Raspa ဘန်းတော့ Fred Your team is banning. You should. Fred ကဘာလို့ဘန်းတာလဲ plain ဘန်းလိုက်တာဒီမှာရီဆန်ချင်း high ပါကြီးထွက်နေပြီ Fred offline ထွက်မယ်ထင်လို့လား Fred ကဘယ် offline ထွက်မလဲ Fred ကဘယ်လို offline ထွက်မှာလဲကာကူရာပါ Raspa ဘန်း Picking. ကာကူရာ Raspa ဘန်းရောင်ဟေး Raspa ဘန်းနေရတွေ့နေရတယ်ဇက်ကြီးထွက်လာတယ် blue sea ကသူဟီရိုနောက်ကောင်ဘန်းသွားပြီဆိုဇက်ကြီးထွက်လာတယ်ကရီးတာတဲ့ကရီးတာလဲအာယုံအန်ဂျလာကြီးကလွတ်နေတယ်အန်ဂျလာမလိန်ထွက်သွားရင်တော့လှပြီနော်ပွဲကြီးအန်ဂျလာမလိန်ထွက်လည်းဘာမှမဖြစ်ဘူးစာဘီးရလိုက်လီရ Time to go to the Aradisha. အကြီးရမင်းဘုံကြီးဖောက်အောင်ပါကရဲဘနဒတာရလဘလွတ်တယ်လေဖရန်ကိုရစားယူပါဖရန်ကိုပြစ်မလို့လား When the body suffers, the spirit blooms. လဘလွတ်တယ် Smell of gunpowder in Your the morning. team is picking. ဖရန်ကိုပြစ်တာ Let's hear from the crowd. စီစီ Make some noise for yours ဘန truly. ဒတာစီစီနဲ့ရှင်ထိရမှာဆိုတာမလွယ်ဘနဒတာတော့ကမလွယ်ကဲတင်း Riot Tiger vs Burmese Game ခေါ်9နာရီနဲ့10နာရီတော့ထိုးပြီ Burmese Game ပေါ့နော် Game number 3 Best of 3ရောက်ရင် Game ဒီ Best of 3မှာ Game 3ကိုသွားရတာဒီပွဲတစ်ပွဲပဲတွေ့ဘူးတယ်ရောက် Final ပီတာပါပဲတယ်ရောက်ရင် Final Stage ပီတာပါပဲတယ်ဟဲ့လားဒီဘက်က line မကောင်းလို့လည်းပါမှာပါဒါမဲ့လည်းနှစ်သင်းလုံးကောင်းတာတော့လုံးဝသွားပြီးတော့ဟာလို့တော့မရအောင်နော်ဆော့တော့လို့တော့မရဘူးလို့တော့ပြောလို့ရတယ်တစ်ဖက် RDG ကလည်းGame 1မှာတော့တော်တော်ခံချတာ Hero ကနှစ်သင်းလုံးပေါင်း50ကျော်တယ်ဒုတိယပွဲမှာတော့နှစ်သင်းပေါင်း20ကျော်တယ်ကဲ
စာပြီပွဲရကဲငါမကြည့်လိုက်ရအောင်ဟို river လားမသိဘူး Welcome. ဩ broken wall 5 seconds till the broken wall မန်ရီဆန်ရှင်းနဲ့နတ်တန်းပစ်ထားတာဆိုတော့ဒီ drop pit လေးတော့ကြိုက်တယ် franco က hall လေးတွေကြည့်ရမယ် franco hall လေးတွေကြည့်ရမလဲfranco ကတော့တွားတယ်ခိုင်နားလေးအော်လေးမှာတော့ရောက်ရင်မှာ blue ဘတ်နားမှာ3ယောက်တောင်နော်ရီဆန်ရှင်း blue ဘတ်လေးကိုနားလေးကကူညီဘေးနေရင်းနဲ့ပဲ လိုက်လီယာလေလိမ့်မှာ franco လိုက်လီယာနောက်ကနေဘာလုပ်တာလဲ franco က2ယူထားတာနော်ပြေးရိုက်အိုး1ကောင်းလိုက်တဲ့ franco ရောင်ရေ beautify စောစောစီးပေးလိုက်ရတယ် franco တော့လေကတော့ပြန်တော့ပေးလိုက်ရတယ်ဆိုပေမဲ့လေ beautify စောစောစီးကိုနော်ဆွဲပြသွားတာတစ်စောင်းလေး franco ဟော့ကောင်းလိုက်တဲ့ဟော့ဟာရောက်ရေကောင်းလိုက်တဲ့ Roma ရောက် yes I you ရဲ့ Roma စကေးကြီးကြောက်စီရ franco ဟော့ကြီးကြောက်ဖို့ကောင်းတယ်အော်မပါအောင်ကတ်ပြီးတော့ creeper I create that တရားတဲ့ကဲအောင်လေးမှာ CC စံကိုလေးကပါနေတယ်ဘယ်နဲ့တတနှစ်ကောင်းတော့ကရယ်လေးကတော့ damage ကတော်အမဲနေပြီကိုရဲက EAB ပက်သွားပြီကိုရဲကလိမ့်နေပါချိန်မလိုက်ဘူးအောင်ကိုရဲက EAB ကဲနာ blue CK နဲ့ပိုင်ဝမ်ဘုံလေးတွေကျဲနေရင်းနဲ့ပဲနာပတ်စစ်နဲ့ flick ကပါပေးလိုက်ရတာဆိုတော့လေဟာမတန်ဘူးflick ကပတ်စစ်ကိုပေးလိုက်ရပတ်ပလက်မပေးချင်တော့ရီဆန်ချင်းမောင်နေရှော့ကပေးတော့ပေးရတယ်ဆိုတော့လိုက်လီယာရှူမစည်းခင်ရီဆန်ချင်းမောင်နေရှော့ကဖြတ်တိုက်ရင်လည်းပတ်ပလက်ပိုင်းရီဆန်ရှင်ကဲ H box တွေက level 4 တူတယ်ဆိုမှလည်း fancy ဟောဘူး dance Lancelot ဟာရီဆန်ရှင် sorry ကွာမားနေစကားတွေမားနေ Lancelot ပို့ပြီးတော့နော် EHP crack လေးပို့များနေ level ပို့များတာပေါ့ဗျာကဲအောက်မှာလဲတာတယ်လေးကတော့ပေါ်ပြီဆိုတော့ဘယ်နဲ့တာနဲ့ CC နေရတော့ဗတ်တွေကတော့ပါမှာဆိုတော့ Franco လေးကတော့အပေါ်လေးမှာ run နေတယ်ဆိုတော့ဘယ်သွားမှာလဲကဲ blue CK ကတော့area ရပြီရှူးရစီးလို့ရပြီဖနက်စီးလို့ရပြီခုနကတော့ဖနက်မစီးရသေးဘူးကဲရီဆန်ရှင်းမောင်နေရှော်ကတော့မရှိဘူးဒါပေမဲ့လည်းအမဒီဝင်တော့နှောက်ပေးရတယ်ရီဆန်ရှင်း pay fast star တွေကိုတော့ပေးရပြီ fast star တွေ really ဘူးချင်းပေါက်ပြသွားလိုက်တယ်ကောင်းလိုက်တဲ့ရောင်ရေးရီဆန်ရှင်းမောင်နေရှော်ကပေးတယ်ဖြတ်တိုက်ပလိုက်တယ်ဒီကောင်းရောင်ဟီးရိုကပြန်ဟီးသွားလို့နော်ပြန်သားမဟီးပြက်တယ်ဒီပါရောရီဆန်ရှင်းမောင်နေရှော်ကဖြတ်တိုက်တော့ကောင်းလိုက်တဲ့ really ဘူးချင်းနော်မောင်နေရှော်ကလေးနဲ့ပြန်ပြေးသွားလို့ကောင်းတယ်ရှူးမစည်းခင်ကြိုက်မလားကြိုက်ပလိုက်ကောင်းတယ်တန်ကိုဟောတယ်ပါကတ်ဆွဲတာရောင်ကြီးဘိုးဒီကြိုက်တွေပါကြိုက်ပြီးတော့ဒီခွေးကြီးကကောင်းလိုက်တာပြည့်ကြိုက်တာရောင် beautify တော့မနိုင်လဲရအောင်ပြတ်ထားပါလားဟမ်ကဲအေးတန်မဆမအိုးလှမ်းဆွဲတာရဲ့မဆမကလည်းဆွဲအေးဒီလက်မပြသွားကဲအောင်လိမ့်မှာလည်းအမှဒီလေးကတော့ပြန်တော့တက်လာတယ်ဆိုတော့3 vs 3 ပတ်တယ်မှာတော့เนาะ Mary slower တွေပေးခံရပြီပတ်စစ်လေးကလည်းရှိတာမဟုတ်အနေလေးကတော့များတယ် Franco record တွေပြတယ် yes I you slant ဆွဲဖတ်အော်မပါဘူး flicker hot ဟဲ့ record တွေပါပြတာဟုတ်တယ်ဗျအော်လေးမှာဘန်နာတာဝင်ပြီးတော့အောင်ရေ blue CK ကို solo ကရီဆန်ရှင်းတော့မြောက်2ယောက်ပေါင်းပြီးပြန်ဖြည့်ရှင်းခံလိုက်ရရင်လည်းကရယ်ဘာလို့မှလဲကရယ်ရေးပြတ်တော့မင်းကောင်းလိုက်တယ်အောင်ရေကတ်တင်းကောပါပေးပြီးဖြတ်သွားတာရီဆန်ရှင်းအန်တက်လေးတော့ပေးလိုက်ရရင်လည်းအပေါ်မှာ irritate အဲဒီလေးခုံတော့လာတယ်အီဒန်လေးပါပြတ်သွားရင်လည်း yes I you ကဘာလို့မှလဲပေးလိုက်ရတာ hero ကနှစ်ကောင်အပေါ်လေးမှာနှစ်ကောင်အောင်လေးမှာတစ်ကောင်ဆိုတော့ကောင်းတယ်အောင်ရေး BK ပြန်တော့ရိုက်နေပြီဆိုတော့ hero ကကတော့မင်း4-3 4မိနစ်မှာ4-3တကယ်ချရတယ်နော်ဒီမိနစ်4မိနစ်4-3မချဘူး4-3ဆိုတိတ်မများဘူးဂိမ်း1ဂိမ်း2တော့မများဘူးကဲရီဆန်ရှင်းမောင်နေချောကဖြတ်တိုက်လိုက်တဲ့ဆိုတဲ့ဆင်းတစ်ခုမှာနာ hero ကရယူသွားရင်းနဲ့ပဲဒီ flick ကပေးပြီးပြတ်ဗတ်လိုက်တာဆိုတော့လေတန်တယ်လို့တော့ပြောလို့ရတယ်ဒါမှလည်းအောင်လိမ့်မှာမတာတေးကယူမာလားမသိဘူးတာတေးကဒီကောင်းလေးရပြီလားရီဆန်ရှင်းပေးလိုက်ပြီကွာတာတေးကိုမယူတော့ဘူးပေးလိုက်ပြီရီဆန်ရှင်းလူဘက်လေးကိုမရဘူးပြောင်းဘလူးဘက်လည်းမရဘူးတာတယ်လည်းမပေးရဘူးဆိုတော့ပြောင်းရီဆန်ရှင်းလာလို့ရင်လူလို့ရတာဘာလို့မလူတာစဉ်းစားလို့မင်းတို့တော့ flicker နဲ့လားမဟုတ်ဘူးဒီတိုင်းဝင်တော့
ကဲဖရန်ကိုဟော့လှမ်းမိတယ်ဗျာနာနာတူးကတန်းပတ်သွားရင်းနဲ့ပဲပြတ်တာပဲအိုင်နာမှာတန်းမိတယ်ပြောတယ်ပတ်တာတော့ပြတ်တန်းမိသွားရင်းနဲ့ပဲပြတ်တာပဲဟောင်းဖရန်ကိုဟော့တယ်ဟုတ်တယ်သွားရှုပ်လို့တော့မရဘူးဖရန်ကိုမဇမန်ဟော့လေးလမ်းဆွဲဖို့ချောင်းနေဘက်လေးကိုလမ်းဆွဲတာမမီဘူးရဲဆိုင်ယူကအသက်ပါပျောက်တော့မယ်အသက်ပါပျောက်ပြီးတော့ခုံထုတာအဲ့ဒီလမ်းပြီးကြောင်ပြောင်းထားတယ်နာနာမစမန်းချင်းအီတန်ပြက်ပြီးလို့အမရီဇန်ရှင်းရရောက်ရင်နောက်လူပဲပေးထားတယ်ရီဇန်ရှင်းမောင်းလေးချောကဖြတ်တော့တိုက်ပလိုက်ပြီးမှရှူတော့စီးထားတယ်ဆိုတော့လေဘန်ဒမ်းမိတ်ကတော့အဲ့လောက်ကြီးတော့ဒီလိုကြီးကတော့မကြဘူးမသေပြီးမစမန်းနာနာကပြတ်တယ်ဆိုတဲ့ချိန်လေးကိုအေးပြန်ချသွားတယ်နာနာဟဲ့ဟုတ်တယ်ဟီရိုကတကောင်ပြန်ရသွားတယ်ဒီကိုကောင်းတယ်နော်ပြန်ဘတ်မလို့ပါနဲ့ပြန်ဝင်ပြန်ချသွားတယ်အေးဒီလေးကိုလှတယ်ဗျတောင်ချီရလေးတွေပြန်ချသွားတယ်ပြတ်တာပဲလားပေါ်လေးမှာတော့မင်းအေးတဲ့ကတော့မင်းကောင်းနေပြီ3-1-2ဆိုအေးတဲ့ကနောက်မင်းနောက်လက်ကင်းညာထုမှာဗျအေးတဲ့ကတော့ဖေဖော်ရတော့ရှိအာမလေးတော့ပြန်ရသွားတယ်ဆိုရင်ဒီမှာရီဇန်ရှင်း113ဒါပေမဲ့အာလီဘိုင်းအင်ထရိုကောင်းတယ်ဆိုပေမဲ့လည်း90တော့ခု90တော့ဒီကောင်အဲ့လောက်ကြည့်တော့ပတ်တယ်တော့မပါဘူးဒါပေမဲ့လည်းကြည့်ရအောင်ပါဘောနော်အီဇန်ကတော့တော်တော်လေးတော့ဟွာဖြစ်တာပါအော်လေးမှာစီစီနဲ့ဆိုလိုကဲကောင်းလိုက်တဲ့ကရဲကွာတကယ်အောင်ရေးတကယ်ကရဲဘယ်နဲ့တာယုံလို့ရတယ်အော်ရှက်ဒေါင်းမှာကေးပေးလိုက်ရပြီဆိုတော့အီတန်ဘက်ကတော့တော်တော်လေးတော့အဆင်ပြေသွားပြီဆိုအီတန်တော်တော်လေးတော့နော်ဟွာဖြစ်တယ်ပြောလို့ရကောင်းတယ်ဘလူးစီကေလေးပါရသွားရင်းနဲ့ပဲပြန်တော့ပေးလိုက်ရတာနာ ESI ယူပါအသက်ပျောက်သွားရင်းနဲ့ပဲမှနတ်တန်းဝင်လာမှာလားမဝင်တော့ပါဘူးဝင်လည်းပြတ်မှာပဲဆိုတော့ကဲရီဇန်ရှင်းကတော့ first star လေး first item တွေတော့ရတာတယ်အကုန်လုံး first item တွေကရပြီဆိုတော့ကက်ပဲနှောက်နေတယ်ကက်ပဲတာတွေကတော့ရပါတယ်တာတွေကတော့တင်းဟိုပါတင်းရည်ကြီးဘက်ကကဲအဲ့တော့တာတယ်နှစ်ခေါက် BK ဘက်ကတစ်ခေါက်တင်းရည်ကြီးဘက်ကနှစ်ခေါက်အဲ့ဒါတော့တင်းရည်ကြီးကလာမလူလို့နော်လူရင်ရတော့တယ်လိုတယ်မလိုဘူးတိတ်မလိုရောက်တာနဲ့ကွက်တီလောက်သွားကြချိန်အောင်ဗီဒီပေါက်လို့ရရင်ရလောက်တာဒါမှလည်းဘန်ဟိုကတော့ပေးလိုက်တယ်ကဲရီတယ်လေးကတော့မင်းရီတယ် item လေးတစ်ချက်ကြည့်မယ်ရီတယ် item နှစ်ချောင်းထွက်သွားပြီ4900အီတန်ဟို4900တိတ်တော့မကွာဘူးအီတန်မင်း120ဖြစ်နေတာမင်းတိတ်မကွာအောင်လုံနိုင်တယ်ရီဆန်ချင်းမောင်လေးရှော့ကဖြတ်တိုက်မှာလားမောင်လေးရှော့ကဖြတ်တိုက်ရှူးတော်မစီလေးရအောင်တန်းပြတ်တာရအောင်ပြတ်တာပဲဟလားရက်ဆိုင်ယူကပေးလိုက်ရတယ်ဒီမှာအီတန်ပြေးပြီးမရဘူးမလွတ်ဘူးနာကြောင်ပြောင်းပေးရတယ်လှတယ်ဗျာကောင်းလိုက်တာနာရစေ့သွားတဲ့အကွက်လေးကလှတယ်အမှရီဆန်ချင်းအင်မြူကွက်လေး3ပြသွားတာဒီဘာမှလုံးမရတော့ဘူးကဲပြေးလိုက်တော့မပြေးရင်တော့ခွေးပြတော့မှာဒီစားချင်းပြစ်တယ်ဒမ်းမိတ်ကနားတယ်နော်ဒမ်းမိတ်ကနားတယ်ဝီတော့အန်နီမောအာမမရှိတဲ့ချိန်လေးတခုမှတော့ပြတ်သွားနိုင်တယ်ကဲဒီကတော့တာဝါတော့လုံးဝသွေးမထိအောင်တော့ကားတယ်ဗျာတာဝါတော့တကယ်ကောင်းတယ်အောင်လင်းမှာတော့ CC ကတော်တော်လေးတော့တိုင်ပတ်နေတယ်လို့ပြောလို့ရတယ်ကိုရဲတက်ပင်နေရကနေ offline လေးဆင်းတော့ပြဿနာကြီးကနည်းနည်းလေးတော့ရှိနေတယ်ရီဆန်ချင်းမောင်နေရှော့ကတိုက်ဖို့တော့ချောင်းနေတယ်ရီဆန်ချင်းမောင်နေရှော့ကပြတ်လိုက်တာတူးမှလှလိုက်တာဗျာရီဆန်ရှင်းရောင်ကြီးရီဒီဘူးချသွားပြီပြတ်ထွက်သွားရင်းနဲ့ပဲမင်းအဲ့တဲ့ damage ကထုတယ်ဗျာအဲ့တဲ့ကိုကက်ရဲအဆိုလိုကေ beautify ခဲပြီးတော့တပ်ပြသွားရင်းနဲ့ပဲဆိုလိုကေတော့မဟုတ်ခဲ့ဘူးဆိုပေမဲ့နဲ့ရီဆန်ရှင်းကက်ရဲကနောက်တစ်ကောင်မှထပ်ပြတ်ပြတော့တာဝီတော့အန်နီမောနော်ရီဆန်ရှင်းကောင်းလိုက်တဲ့ကက်ရဲရောင်ကြီး2 mile dash နဲ့ဖြတ်ပြသွားတာရောင်အင်လူတွေပါတုံးပြီးဖြတ်ပြတာတကယ်ပြတ်သွားတာနော်ကဲ first hour လေးကိုတော့ရရှိသွားရင်းနဲ့ပဲလောဖိုးချမှာလား CCတက်တော့ပြန်တော့ရှင်နေသေးတယ်တက်ရှင်လေးကတော့ရှိနေသေးတယ်ကဲ blue CK ပြန်တော့ respawn လာဝီတော့ animal ကတော့နောက်ကျနေတယ်ကဲ carry လေးဟိုဘန်စီလေးကတော့နောက်ကျနေ dance လေးကတော့နောက်ကျနေတယ်ဗောနော်နောက်ကျနေတယ်ဆိုတော့လေဒီတန်ရှင်းမောင်းနေချောအိုးကောင်းလိုက်တာဒီကိုရတယ်ရောင်းရေး body hall နဲ့ brownie shot ကဖြတ်တိုက်ရင်းနဲ့ပဲပြတ်သွားခဲ့တယ်ဒီကောင်းလိုက်တဲ့ yes I you ကဟော့တွေကကောင်းတယ်နော် franco ဟော့တွေကကောင်းတယ်ဗျာတကယ်60 tan 6 မိနစ်လို့အနေထားဒီဆန်ရှင်းစကိုင်းပြရစာလေးနဲ့နော်စကိုင်းပြရစာလေးနဲ့ဆိုတော့မစိုးဘူးဟောရောင်ကြီးဂလိုင်းဝိုင်နဲ့ရသွားပြီဘလူးစီကီကဖောက်ယုံမယ်ဟဲ့လားပေါက်လေးဟွာလေးဘုံလေးတွေဖောက်ယုံမယ်ကဲကရဲလေးကလည်းတော်တော်
စင်ပြေနေရလို့ပြောလို့ရ level 73 level 10လောက်က10တော့မဟုတ်ဘူးဆိုမှနည်းနည်းတော့ကွာလေ EAB ချင်းချင်းကဲဆိုတော့ဘန်စီဟီရိုကေဟိုဘန်စီကဟိုရသွားတယ်တန်းကဟိုရသွားတယ်အိုက်တန်3ချောင်း YH ပါထပ်ရသွားကဲအပေါ်လင်းမှာတော့လော်လေးကလာနေခဲ့တယ်ဆိုတော့ဖရန်ကိုဟော့အဲဒီကြိုက်ပြထားတယ်ဒါမဲ့လည်းပြက်ပြီလို့3ယောက်လုံးပြက်သွားရင်းနဲ့ပဲရောနာပါထပ်ပြက်တာ4ယောက်အီတန်ဘလူးစီကီကိုနှိုက်နေတာဖလစ်ကာနဲ့ပါဝင်နှိုက်တာရော we don't know anymore ပါဝင်ပြစ်တယ်ဆိုမှတင်း white out ဖြစ်သွားရင်းနဲ့ပဲတင်း RDG ရဲ့အမားတွေကတော့စတင်ပြနေပြီဗျာတစ်ဖက်က AOE စပယ်တွေဖြစ်နေတာကြောင့်လည်းပါမယ်ကဲလော်ကြီးရပြီလော်ကြီးကတော့ waste ဖြစ်သွားတယ်ပေါ့နော်တင်းဟာကြီးရဲ့အမားတွေကတော့ creeper ဟော့နဲ့ပြေးရှင်းတာဆိုတော့မစိုးဘူးပြောလို့ရတယ်ဒီ friend ကိုကဲအသင်းကတကယ်မျှတယ်အသင်းလို့တော့ပြောလို့ရတယ် final ဆိုတော့လဲ final အရသာတကယ်ရတယ်နော်တကယ်တော့ရှုံးလို့မရဘူး final ဆိုတော့ final အရသာတကယ်ရတယ်ကတင်းကလမ်းပေးရတယောက်တည်းဆိုတော့လေဘာမှအသုံးဝင်ဘူးဖြတ်ကိုက်ပလိုက်တယ်ရီစံချက်မောင်းလေးချော့ကဖြတ်တိုက်ဖြတ်မတိုက်သေးဘူးစောင့်နေဘယ်သူစောင့်လဲမောင်းလေးချော့ကဖြတ်တိုက်ပလိုက်တာရောင်ရေးမမိတ်ကိုလူစီကိုလမ်းဖြတ်တိုက်တယ်ဆိုမှလည်းမဘန်စီတယောက်ပြန်တက်သွားရင်းနဲ့ပဲမယ်ရီသွေးတစ်စက်နဲ့တေးပြီးမရတော့ဘူး enemy travel K ပိုင်း edit ထုပြီနော် edit ရတော့မင်း AI တန်းတော့ရနေပြီဆိုတော့မင်း3កောင်လုံးတော့ဒေါင်းကိုမန်းဒေါင်းသွားတယ်ဆိုတော့အချိန်တစ်ခုမှာကဲတင်း BK ကတော့ချန်ပီယံဖြစ်ဖို့တော့နီးစပ်နေပြီတာစကန်တာဝါပါရယူသွားရင်းနဲ့ပဲမဂါရှိကတော့ပေးရမှာအဲ့ဒါလို့မဂါရှိကတော့ပေးရမှာဟာလားအီတန်ရဲ့အမားတွေလည်းပါမှာအီတန်ကလည်းအဲ့လိုဟိုဟီရိုကေတကောင်ရဖို့တော့ကသူသေးဖို့လည်းမင်းမပေါင်းဖြစ်ဘူးတိတ်ပြီးတော့မစင်းစားဘူးဆိုတော့လေမဂါပါပလိန်တက်ရိုက်သွားရင်းနဲ့ပဲကောင်းလိုက်တာဒီကိုပါတယ်ရောင်ကြီးကောင်းတယ် beauty blind ခဲပြီးတော့3ပြထားတာဒါမှလည်းမသေးဘူး blue sea ကြီးပြန်တော့ပြတ်သွားတယ်ကက်ရဲမဘောင်းနီရှော့ကတက်တိုက်ထားတယ်နာဂျုံပြောင်းမိထားတယ်ဟိုမရဘူးမတန်းစိကပြတ်သွားရင်းနဲ့ပဲဟိုဖရန်ကိုဟော့တယ်ဟုတ်တယ်နော်အီတန်ပြန်တော့ပြတ်ထားမယ်ဆိုမထွက်ပဲကေးပိုင်အီတန်ဒါမှလည်းချက်တောင်းကေးပိုင်အဲ့ဒါတဲ့ record လေးတော့ပြန်ပြသွားရင်းနဲ့မ2ပါး2ဆိုတဲ့အချိန်လေးတခုမှာဖရန်ကိုဟော့လှမ်းမိတယ်ဗျဟို we don't talk anymore ဟောဖရန်ကိုဟောရောက်ရင်ဖရန်ကိုကြိုက်တာတော့ဝင်နာ crown လေးနဲ့လှမ်းပြီးကြိုက်တာဆိုတဲ့အချိန်လေးတခုမှာနာပြန်တော့ပြတ်သွားရင်းနဲ့တင်း white out နဲ့တူ game number 3ကိုတော့ BK Esport အနိုင်ရရှိသွားရင်းနဲ့ပဲချန်ပီယံအသင်း BK Esport ပြောင်းရေးကောင်းလိုက်တဲ့အသင်းတွေပါကွာတကယ်ကောင်းတဲ့အသင်းတကယ်ကောင်းတာရအောင်ရေးသွားရှုပ်လို့မရဘူး